ဒီမှာကြည့်တန်ချက်ကအင်ဂျီတွေဝစ်ဆင်ထားပြီးမြင်းစည်းတက်နေတဲ့ခေါင်းဆောင်ဂေါ်ရီလာကြီးကိုတွေ့ရမှာပါသူ့ရဲ့အကြည့်တွေကသွေးပြီးတည်ငြိမ်လွန်းတယ်အဲ့ဒီအချိန်မှာပဲတောအုပ်ထဲကနေလူသားမိန်းကလေးတစ်ယောက်အသက်လူပြီးထွက်ပြေးနေရပါတယ်သူမခမမြမြတ်တော်တွေကြားထဲမှာပုံရှိုးပွဲရှိုးနဲ့အသက်ကိုဖက်နဲ့ထုတ်ပြီးပြေးနေရတာဒါပေမဲ့မလွယ်ပါဘူးညံရင်ရှိတဲ့မြောက်ဝန်စစ်တီတွေကမြင်းတွေနဲ့နောက်ကနေအမျိုးတကြီးလိုက်လံအမဲလိုက်နေတာလေမိန်းကလေးခမများကြောက်လန့်တကြားနဲ့အော်ဟစ်ပြီးလွတ်မြောက်ရလမ်းကိုရှာနေရှာတဲ့အခြေအနေကတော်တော်လေးကိုရင်တထိတ်ထိတ်ဖြစ်ဖို့ကောင်းလာပြီဂေါ်ရီလာကြီးကသူမကိုမိတော့မဲ့အချိန်ဖေအားရင်မြင်းစည်းလာတဲ့ချင်ပန်စီမြောက်ဝန်တကောင်ကလုတ်တရက်ကြားဖြတ်ဝင်လာပြီးမိန်းကလေးကိုကယ်တင်ဖို့ကြိုးစားလိုက်ပါတယ်ဂေါ်ရီလာကြီးနဲ့ချင်ပန်စီတို့မျက်ခင်းပြင်ကျဲကြီးထဲမှာအကျိတ်နယ်ကိုလုံးထွေးတက်ပုတ်ကြပါပြီးနောက်ဆုံးမှာတော့ချင်ပန်စီမြောက်ဝန်ကဂေါ်ရီလာမြောက်ကိုမြင်းပေါ်ကနေခြေထောက်နဲ့တောက်ခွက်ကိုကန်ချခဲ့ပြီးကောင်မလေးကိုကယ်တင်နိုင်ခဲ့ပါတယ်